ကိုကာရနဲ့ပတ်စံရှာရင်ရိုးသားပါအုံနောက်နဲ့ပတ်စံရှာရင်ဘာနဲ့ပတ်စံကိုပတ်စံနဲ့ရှာရင်ပြက်သားပါတိကြပါလက်အောင်ငယ်သားတွေနဲ့ပတ်စံရှာရင်ပွင့်လင်းပါတင်ဘလောက်ပဲချမ်းသာနေပါစေဒါလေးကိုတော့သိထားပါအိမ်မက်ထဲထိဆွဲမြဲနေအောင်မှတ်သားထားပါပတ်စံစုဆောင်းခြင်းကပတ်စံရှာခြင်းထက်ပိုပြီးခက်ခဲပါလေတသိန်းစုမိဖို့ဆိုတာမိုးပေါ်တက်ဖို့ထက်ခက်ခဲပေမဲ့တသိန်းသုံးလိုက်ဖို့ကရေတောက်တာထက်ပိုလေပါဒါကြောင့်မလို့သုံးလို့ရနေသေးတဲ့ဖုံးကိုမကြအစ်စ်မလဲခြင်းအိမ်မှာစားလို့ရတဲ့စားတော့ကိုအပြင်ထွက်မစားနဲ့ပတ်စံရှာဖို့ခက်ခဲလာတဲ့ခေတ်ကြီးမှာချွေတာတင်တာကိုချွေတာမသုံးတင်တာကိုမသုံးနဲ့စုလာတဲ့ငွေရဲ့ကိန်းကနန်းတွေတိုးလာလေလေတင့်ရဲ့မနှက်ဖန်နိုင်ဟာလေကြီးလင်စွာနဲ့နိုးထနိုင်လေလေဒါကြောင့်မို့လို့တင့်ရဲ့ငွေသုံးခြင်းနဲ့လက်ကိုအကောင်းဆုံးထိန်းချုပ်နိုင်ခြင်းဟာတင့်ရဲ့အကောင်းဆုံးရည်ချင်းတစ်ခုပါ